အောက်ကြတာအတီးလေးထွက်သွားပြီဒီငါလည်းရွေးကွက်ပါတယ်ခွေပဲကြံလာတယ်တစ်6ပရိမှာ6ပရိထွက်သွားတယ်ရှမ်းဘွေးက5 6ထွက်သွားတယ်ဘုမကျော်ပတ်ဒီလေးပေးမယ်နော်ပတ်ဒီဘုမကျော်ပတ်ဒီအပတ်တိုင်းကိုပေးပါမယ်နော်အပတ်တိုင်းပေးပါမယ်အဖွဲဝင်တွေကတော့ပို့ပြီးရမှာထင်ပါနော်channel လေးကို join ရတာနော် YouTube channel လေး subscribe လုပ်ပေးတာနော်ညကြရင်ပတ်တီးတစ်လုံးထပ်သွင်းမယ်ကြံ300ကစားလို့ရအောင်နော်လိုက်ရ subscribe လုပ်ပေးတာနော်တိုင်းလို့မရကောင်းနိုင်တယ်ချစ်ချင်တော့ရှိပါတယ်မင်းမတောင်းရပဲ